နေမကောင်းနေတဲ့ဂျားကအသင်းအတွက်စ조사ပေးနေတဲ့ရိုနယ်ဒိုအားလုံးပဲမင်္ဂလာပါများဝိုင်းချန်ထီတန်စပေါ့ကနေအားလုံးကိုပြန်လဲကြိုလဲပါရစေခရစ္စတီယာနိုရိုရဲ့အန်ဆာဟာဒီတစ်ပတ်ကစားခဲ့တဲ့ NLT Fan နဲ့ Sorry Broly ပွဲစဉ်ကို1စီးနဲ့နိုင်ရရှိခဲ့ပြီးတဲ့နောက်ချန်ပီယံနေရာကိုသိမ်းပိုက်နိုင်ဖို့ကလည်းခြေတလန်းနေလာခဲ့ပါတယ်ရက်ဒိုဟာ Sorry Broly ကိုရောက်ရှိလာကြတဲ့ကအဓိကဆိုပလာကြီးတစ်လုံးမှမရသေးတာကြောင့်ချန်ပီယံဖြစ်ဖို့ဆိုတာရိုနယ်ဒိုရဲ့အိမ်မက်ဖြစ်ပါတယ်ဒီအိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်ရမှာအသင်းကိုဦးဆောင်ပြီးကိုရိုင်းကိုကြပုံဖော်ခြင်းတဲ့ရိုနယ်ဒိုဟာဒီတော့မှနေမကောင်းနေတဲ့ဂျားကနေတောင်အသင်းအတွက်ပါဝင်ကြိုးပမ်းပေးခဲ့ပါတယ်အသက်47နှစ်ရွယ်ကစားမကြီးဟာအစာရင်ဝေဒနာခံစားနေရပြီးပထမပိုင်းအပြီးအဝေးလဲခဲ့တဲ့မှာအန်မာအန်နေခဲ့ပါတယ်။ရက်ဒိုကဒုတိယပိုင်းကိုစ조사ကစားပေးခဲ့ပေမဲ့အချိန်ကြီးဆိုးလာတာကြောင့်89နှစ်မှာလူစားလဲလိုက်ရပါတယ်။ကျွန်တော်သူ့ကိုထဲမဲ့ကစားဖို့စဉ်းစားပါသေးတယ်။သူကပုံစံကောင်းမှရှိမနေပါဘူး။သူကအစာရင်နာပြီးပြင်ပန်းနေခဲ့တာပါ။ကျွန်တော်သူ့ကိုလူစားလဲလိုက်ပြီးတော့သူဝေးလဲခဲ့တဲ့ကိုတိုင်းဝင်သွားခဲ့ပြီးထပ်အန်ခဲ့ပါသေးတယ်လို့ NSR နီးပြကြီးဂျော်ဂျီဆက်ကအချိန်တွေကိုရှင်းပြခဲ့ပါတယ်။ရက်ဒိုကနေမကောင်းနေတဲ့ကြားမှာတော့မှ NSR တိုင်းစစ်ရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်ချင်းချောင်းမှုတစ်ခုဖြစ်နေခဲ့တာပါ။ပထမပိုင်းမိနစ်30လောက်မှာရက်ဒိုရဲ့အဝေးကန်ချက်က NSR အတွက်အနိုင်ကိုရရှိမဲ့အကြောင်းရင်းခံဖြစ်ခဲ့ပါတယ်။ရက်ဒိုကိုယ်တိုင်လည်းဂိုးရဖို့နေစားခဲ့ပေမဲ့ပထမအခွင့်အရေးကတိုင်ချီသွားခဲ့တယ်လို့ဒုတိယအခွင့်အရေးကိုလည်းပြန်မဲ့နောက်ခံလူတွေကဂိုးစီးပေါ်ကနေရှင်းထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းကွင်းထဲမှာရက်ဒိုရှိနေုံနဲ့NSR ကစားမတွေကစိတ်တက်ကြွနေကြပြီးလိုအပ်နေတဲ့နိုင်ရလက်ကိုရှာဖွေနိုင်ခဲ့ပါတယ်။ NSR မပေးစရာကိုအစင်းတင်ကနေပြီးတော့ဆက်လက်ဦးဆောင်နေရင်လက်ချံပွဲတွေကိုစက်တိုက်အနိုင်ယူဖို့အဆင်သင့်ဖြစ်နေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။